အခွင့်အလမ်းချန်နေမှတဆင့်ခေါ်ယူနေသောလာစာ၄သိန်းမှ6သိန်းကြားအလုပ်ကိုင်များတင့်တယ်စကရက်စုနေရာတောင်ကလာပါမြို့နယ်အမျိုးအစားစီးစံမာကတ်တဲ့အရေးအတွက်မှ3ဦးလှုပ်ဆောင်ချက်လာစာ3သိန်းမှ4သိန်းကြားတပတ်တရက်နာအလုပ်ချိန်မနက်9:00နာရီမှညနေ9:00နာရီအထိလိုအပ်ချက်အခြေခံပညာအထက်တန်းအကျင့်စာရိတ္တကောင်းမွန်ပြီးရေရှည်လုပ်ကိုင်နိုင်သူအယောင်ပိုင်းအတွေ့အကြုံရှိသူဦးစားပေးမည်အတွေ့အကြုံမရှိသူများလည်းလျှောက်ထားနိုင်ပါသည်လျှောက်ထားရန် CV ဖောင်အပြည့်အစုံဖြင့်လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပါသည်ဗိုင်ဘာမှတဆင့် CV ဖောင်ပေးပို့၍လျှောက်ထားနိုင်ပါသည်ဆက်သွယ်ရန်39 884 162 225 39 515 0099လိပ်စာ188 B ဝေစီယနာလမ်းမကြီးရတနာလမ်းနှင့်မြစ်တာလမ်းကြားတောင်ကလာပါမြို့နယ်ရွှေပလင်ဆိုင်များတွင်တာဝန်ထမ်းဆောင်ရန်အတွက်အောက်ပါ position ဝန်ထမ်းများကိုအမြန်ခေါ်ယူနေပါသည်ကက်ရှာလာစာ9သိန်းမှ6သိန်းခွဲအထက်တန်းအောင်ကျောင်းကိစ္စကင်းရှင်းသူဖြေရမည်ကွန်ပျူတာအခြေခံတက်ရမည်ခဏန်းတင်ချအခြေခံပါနိုင်ရမည်ကျုံးရွှင်တက်ကြွချိုးသားမှုရှိရမည်လူမှုစစ်ဆိုင်ရေးအထူးကောင်းမွန်ရမည် Victory Helper လာစာ4,2500မှ5သိန်းခွဲအထိမုတ်ထုတ်လုပ်ရေးကိုစိတ်ဝင်စားသူဖြေရမည်Packing ထုတ်လုပ်မှုပိုင်းပြုလုပ်နိုင်သူဖြေရမည် Security Day Night လာစာ4,2500မှ5သိန်းခွဲကြားအသက်18နှစ်မှ50နှစ်အတွင်းဆက်လက်အရက်ကွန်ကင်းရှင်းသူဖြေရမည် Day Shift Night Shift ဆင်းနိုင်ရမည် Triple HR Department 39 451 189 ဘိုင်ဘာမှတဆင့် CV ဖောင်ပေးပို့ပြီးလျှောက်ထားနိုင်တယ်လို့လူကိုယ်တိုင်လာရောက်လျှောက်ထားလိုပါကအမှတ်30ဟန်တာဝရီလန်ကမာရွတ်မြို့နယ်မှာရှိတဲ့ရွှေပလင်ရုံးချုပ်မှာနေ့စဉ်မနက်7:00နာရီမှညနေ4:00နာရီအတွင်း CV ဖောင်တင်တာနဲ့တခါတည်းအင်တာဗျူးချက်ချင်းဖြေဆိုရပါမည်။ White House Photo Studio and Cosmetic အတွက်အောက်ပါဝန်ထမ်းများကိုနှွေးထွေးစွာကြိုဆိုပါရရှင်။ အကောင့်တန်မတူလာစာ6သိန်းနီကို Cosmetic Sales တက်ကြားမ3ဦးလာစာ4သိန်းနီကို Digital Marketing ကြားမ3ဦးလာစာ4သိန်းနီကိုသက်ဆိုင်ရာရာထူးအလိုက်ကျွမ်းကျင်မှုနဲ့လုပ်ငန်းအတွေ့အကြုံ certificate ရှိရမည်ရုပ်ရည်ချောမောတန်ပြန်ရမည် LGBT များလည်းလျှောက်ထားနိုင်ပါတယ်ရိုးသားကြိုးစား၍အကျင့်စာရိတ္တကောင်းမွန်သူဖြေရမည်အလုပ်ချိန်မနက်8:00နာရီခွဲမှညနေ9:00နာရီခွဲအထိပိတ်ရက်တစ်ပတ်တစ်ရက်နေ့လယ်စာစီစဉ်ပေးပါသည်လိပ်စာအမှတ်123နဲ့ရတနာလမ်း73ရပ်ကွက်တောင်ကလာပမြို့နယ်လိုင်စင်ယုံမှတ်တိုင်အနီး YBS 6084 6 103 83 42 128 99ဒေဝတဟမှတ်တိုင်အနီး YBS 14 60 63 29စိတ်ဝင်စား၍လျှောက်ထားလိုပါက39 959 332 924 39 254 122 146တို့ CV ဖောင်ပေးပို့နိုင်ပါတယ်ရှင်။မြန်မာဘရော့ဘန်တယ်လီကွန်ကုမ္ပဏီတွင်တာဝန်ထမ်းဆောင်ရန်အောက်ပါရသူများအမြန်လို့ရှိသည်။ Billing Executive ကြားမှ2ဦးလာစာ4သိန်းမှ4သိန်းခွဲကြားနှစ်စဉ်ဘောနတ်နှင့်နှစ်တိုးလာစာခန်းစားခွင့်များရုံးချုပ်တရှိရာလှိုင်သာယာ FMICT တွင်ရုံးတက်ရုံးစင်းပြုလုပ်ရမည်လိုအပ်ချက်များကျောင်းကိစ္စကင်းရှင်းသူ Microsoft Word Excel ကိုကျွမ်းကျင်စွာအသုံးပြုနိုင်သူ Advanced Excel တက်ထားသူအလုပ်ဖိအားတန်းခံနိုင်သူရုံးချိန်မနက်8:00နာရီမှညနေ9:00နာရီအထိနားချိန်နေ့လယ်12:00နာရီမှ1:00နာရီခွဲအထိပိတ်ရက်တစ်ပတ်တစ်ရက်ခွဲအပေါင်း Public Holiday Industry Wi-Fi Internet Service ဖုန်း39 Fabric Craft Beer အတွက်အောက်ပါဝန်ထမ်းလိုအပ်လျက်ရှိပါသည်ကက်ရှာမှ2ဦး Prepare Daily Excel Cash and Bank Book Prepare Check Offshore Daily Cash Count During Cash Bank Transfer Process and Other အသက်30နှစ်အထက် Salary 5သိန်းကျပ်စုံစမ်းမေးမြန်းရန်39 999 95963ရုံးချိန်အတွင်းသာဆက်သွယ်ပေးပါရန် CV ဖောင်တင်ရန် Viber 39 995 995 963ရုံးချိန်မနက်8:00နာရီခွဲမှညနေ4:00နာရီခွဲအထိ Monday to Saturday နောက်ထပ်လည်းဘယ်လိုအလုပ်အကိုင်ခွင့်လန်းကောင်းတွေတင်ဆက်ပေးရအောင်မလဲဆိုတာဒီဗီဒီယိုလေးရဲ့ comment box ထဲမှာ comment လေးရေးပေးခဲ့ကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်